ကျောင်းတိုင်းရဲ့ညနေဘက်အချိန်ခါသမယမှာအေးချမ်းချမ်းတိတ်တိတ်ဆိတ်ဆိတ်ကလေးလမ်းချောက်မေတ္တာလေးပို့ပေးပြီးတော့အလုံးဝိနည်းဒုက္ခိတဒုက္ခိတတတဝါတွေကျမ်းမာဖို့ချမ်းသာဖို့အလုံးသောဒီမှာမဆွေဘုံရဲ့သာသနာပြုနေတဲ့နေရာဒီနေ့ရှိမှာခုမြင်တွေ့နေရတဲ့အတိုင်းပါပဲဒါဘုံပထမဦးဆုံးတဲ့သုံးတဲ့ယာယီကြောင်းဆောင်ဘုံနေစဉ်နှမ်းပြဒီနေရာမှာလမ်းလျှောက်မေတ္တာပို့ပေးတဲ့နေရာပေါ့ဘုံလမ်းလျှောက်တဲ့နေရာကျောင်းရှိမှာပဲမြင်တဲ့လမ်းလျှောက်တယ်ကုသိုလ်ပွားတယ်အခုဆောက်လုပ်ဆဲဖြစ်တဲ့ဒီတိမ်ကျောင်းပေါ့တိမ်ကျောင်းဆောင်ခုဆောက်လုပ်နေပါတယ်ဘယ်သူမှဆိုနေများမဟုတ်အကုန်လုံးပါဝင်လှူဒန်းနိုင်ပါတယ်9ရက်သားသမီးများရဲ့စုပေါင်းပြီးတော့ဆောက်လုပ်နေတဲ့တိမ်တော်မြတ်ကြီးဖြစ်ပါတယ်ခုချိန်မှာကြန့်ရှိနေတဲ့မပြီးမစီးဖြစ်နေတဲ့တိမ်ကျောင်းဆောင်ကြီးမကြမင်းချိန်တိုးတွက်မှာပြီးစီးသွားနိုင်အောင်အတွက်အားလုံးလူရှင်လူမတွေဝိုင်းဝန်းပြီးတော့ကုညီဆောင်ရွက်လှူဒန်းနိုင်ပါတယ်ဘုံတော်ဒီတိမ်ပြီးတဲ့အခါပဋ္ဌာန်းပွဲတွေပူဇော်ပြီးတော့တန်ဃာတော်များပန့်ဖိတ်ပြီးတော့ပဋ္ဌာန်းပွဲပူဇော်ခြင်းပါသေးတယ်ပူဇော်မယ်နှစ်စိတ်နှစ်တိုင်းလည်းပဋ္ဌာန်းပွဲလုပ်ပါတယ်ဒီနှစ်လည်းပဋ္ဌာန်းပွဲဆောင်ရွက်မှာပါပဋ္ဌာန်းပွဲအမိန့်လေးကိုဒီတိမ်တော်ကြီးပြီးမြောက်အောင်အတွက်မေတ္တာလည်းပို့ပါတယ်လူရှင်လူမများအမြန်ဆန်းစွာပေါ်ပေါက်နိုင်ရဲ့အတွက်မြေလိုပဲမေတ္တာပို့ပါတယ်အဲတော့ဒါညနေချင်းချိန်ကာလသမယပေါ့ဒါကြောင့်လည်းညနေဆက်စာချိန်ပေါ့ကြောင့်လည်းဒီခုလုံးကတော့တိတ်ဆိတ်ငြိမ်သက်နေပါတယ်ဒီမှာအပင်လေးတွေစိုက်ကြတာပုံခုဆွမ်းစားတဲ့အဆောင်လေးပေါ့ဆွမ်းစားဆောင်ယာယီဆွမ်းစားဆောင်လေးဖြစ်ပါတယ်ဒီမှာ